ရှိသမျှရဲ့ပြားတဲ့လူခွဲသူပြောမယ်ရှိသမျှရဲ့ပြားတဲ့လူခွဲသူပြောမယ်ဘုတကယ်ကြည့်ပြီးစိတ်သက်တဲ့ဘုံမဲ့အကောင်မဲ့သူမလို့တဲ့စေတနာတည်ပြီးရှိသမျှ